ဒီတော့ဒါမဲ့ဦးစင်းတေချာတယ်တဲ့စံတော်ကတော့၄စုပဲရောက်တာအဲ့ဒါကြောင့်၄စုတက်ပုံရွှေတကုံဆိုပြီးခေါ်တာအဲ့လိုပြောတော့မဟုတ်သေးဘူးလို့၄စုတက်ပုံရွှေတကုံလို့ခေါ်ရတဲ့အကြောင်းရင်းကဦးစင်းတို့ဖျား၄စုပေါ့အခုဒီဗတ္တကမ္ဘာမှာပွင့်တဲ့ဖျားက၄စုရှိအဲ့ဒီ၄စုသောမြတ်ဖျားတို့ရဲ့ဓာတ်တော်အမွေတော်တွေကင်းဝတ်စံပေရာဖျားစီဒီဖြစ်တဲ့အတွက်ကြောင့်၄စုဓာတ်ပုံရွှေတကုံလို့ခေါ်တာလို့ခုနကစံတော်၄စုကြောင့်မဟုတ်ဘူးလို့ဦးဇင်းတို့ဟိုရက်ကထိုင်းနိုင်ငံကနေပြန်လာတော့လေငွေဦးဇင်းတို့ရန်တကမှာများလာကြိုကြတယ်ပေါ့နော်လာကြိုကြတော့ဒီရန်ကုန်ကနေပြီးတော့ဦးဇင်းတို့ရောက်ဒီတိုက်ပုံလေးဘက်ကိုကားမောင်းလာတယ်ပေါ့နော်မောင်းလာရင်းနဲ့ဦးဇင်းတို့လာတာကဒီဒလာသရာပေါ်ကြီးကနေလာတယ်လာရင်းနဲ့မောင်းရင်ဘယ်နာရောက်တော့ဆိုတော့ဦးဇင်းတို့ဖယားကြီးနာရောက်ဖယားကြီးဆိုတာကဦးဇင်းတို့ဟိုပေါ့တွန်တေးကြော်ပေါ့နော်ဘယ်အပိုင်နဲ့ပါလဲတော့မသိအဲ့ဒီတွန်တေးနားမှာပဲအဲ့ဒီဖယားကြီးကိုရောက်တော့ကားသမားတခါလေးကဦးဇင်းနဲ့ဒီဖယားကိုတီလာဆိုတော့ဦးဇင်းတို့ဖြတ်သွားဖြတ်လာတော့တွေ့ဘူးတာပေါ့ဦးဇင်းနဲ့အဲ့ဒီဇေဒီတော်နဲ့ဟောဇေဒီတော်ကြီးပေါ့နော်အဲ့ဒီဇေဒီနဲ့ဒီရွှေတကုံဇေဒီပဲဇေဒီကအရင်ဖြစ်တာဦးဇင်းတီလာတယ်အေးရွှေတကုံဇေဒီတော်ကနှစ်ပေါင်း2600ကျော်ပြီဆိုတော့ဒီဇေဒီတော်နဲ့ဆိုရင်တော့ရွှေတကုံဇေဒီတော်ပဲအရင်ဖြစ်မှာလို့ဒါဦးဇင်းကဒီတာမန်ပဲပေါ့ပြောလိုက်တော့သူကမဟုတ်ဘူးဦးဇင်းနဲ့ဒီဇေဒီကအရင်ဖြစ်တာတဲ့ရွှေကုံဇေဒီထက်အရင်ပေါ့ဟာဟုတ်လားဟိလားပေါ့ဦးဇင်းတော့အံ့ဩသွားတယ်အံ့ဩသွားတော့ဒါသူကလည်းသူသိတာကိုပြောတာပေါ့နော်ပြောတော့ဦးဇင်းကစဉ်းစားကြည့်လိုက်တယ်ရွှေကုံဇေဒီတော်ထက်အရင်ရှေးကြပြီးတော့ရွှေကုံဇေဒီတော်လောက်ကိုလူမသိတဲ့ဒီဇေဒီဖြစ်နေတာပေါ့နော်ဟိုလိုပြောမယ်ဆိုလို့ရှိရင် popular မဖြစ်ဘူးပေါ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်ပေါ့ရွှေကုံဇေဒီကြတော့မြန်မာရင်းမဟုတ်ဘူးကဘာကလည်းသိတယ်ဒီဖျားကိုဒီလှူထားတန်းထားတဲ့ဒီရွှေပြားတွေတခြားကြောင်းမြတ်ရတနာတွေကလည်းဟိုအများကြီးกว่าတယ်အများကြီးကိုกว่าပါတယ်အတိုင်းစားအောင်မှာเนาะဟိုဇေဒီကဒီဦးဇင်းတို့ဖျားကြီးဇေဒီဆိုတာအားလုံးသိပါလိမ့်မယ်ဒီဦးဇင်းတို့အေယော်ဒီတိုင်းကိုဆင်းလို့ရှိရင်ဒီကားလမ်းဘေးမှာလှမ်းပြီးတော့ဖူးလို့ရတယ်ဇေဒီကလည်းဒါညံတော့တော်တော်မြင့်ပါတယ်เนาะအဲ့တော့ဦးဇင်းကစဉ်းစားရင်ယုံနေမရတော့ဘူးပေါ့နော်မရတော့ဘဲနဲ့ဒီချက်လက်တွေကားစီနေနဲ့ပဲဦးဇင်းတို့ရှာကြည့်အဲ့တော့ဦးဇင်းတို့ကလည်းသူ့ကိုပြောလိုက်တယ်ပေါ့နော်မှတ်ချက်လေးပေါ့အေးအဲ့ဒါဘာကြောင့်လဲမသိဘူးပေါ့ဒါအကြောင်းတော့ရှိမယ်ပေါ့လေအဲ့ဒါဆိုဦးဇင်းတို့ကဒီသူ့ရဲ့ဒီ source ကိုရှာကြည့်တယ်ပေါ့နော်ဘယ်လိုတွေတုံးဆိုတော့ဦးဇင်းတို့ဘာသွားတွေ့တုံးဆိုတော့ဒီရွှေတကုံဖျားမှာတည်ထားတဲ့ဒီစံတော်ရှစ်စုပေါ့တဖုတ်သားနဲ့ဗန်လိကဒီရွှေတကုံဖျားသမိုင်းမှာတော့ဒါအားလုံးသိနေကြပါတယ်တဖုတ်သားနဲ့ဗန်လိကဟာမြတ်စွာဘုရားရှင်ထံကဒီစံတော်ရှစ်စုသူတို့ဒီမြတ်စွာဘုရားရဲ့ချီးမြှောက်မှုရခဲ့တယ်ပေါ့ရခဲ့တော့အဲ့ဒီစံတော်ရှစ်စုကိုဒီမြစီမဒေသအခုအိန္ဒိယပေါ့အဲ့ဒီကနေပင့်ဆောင်လာတဲ့အချိန်မှာဦးဇင်းတို့စံတော်ကြိုဆိုတဲ့နေရာရှိတယ်စံတော်ကြိုဆိုတာအဲ့ဒီစံတော်တွေကိုပင့်လာတဲ့ဒီနှစ်ယောက်ဟိုတစ်ထောက်စီနားတဲ့နေရာလို့ဦးဇင်းတို့ထင်တယ်တစ်ထောက်စီနားတဲ့နေရာတွေကလည်းဒီများသောဖြင့်ကုန်းမြင့်နေမှာနော်ကုန်းမြင့်နေမှာအဲ့ဒီနေရာက6နေရာရှိတယ်တဲ့အရင်တုန်းကအခုလိုကားတွေလည်းမပေါ်သေးတော့လမ်းတွေကလည်းမကောင်းသေးတော့တိတ်ပြီးခီးမတွင်ဘူးပေါ့ဗျာနော်ကိုမြန်မာနိုင်ငံထဲတော့ရောက်နေပြီအဲ့ဒီတွန်တေးတဝိုက်ပေါ့အဲ့ဒီနားမှာလည်းဦးဇင်းတို့ဟိုလမ်းတစ်လျှောက်မှာစံတော်ကြိုဆိုပြီးတော့အဲ့ဒီထိတ်ကအဲ့လိုလေးတွေနဲ့ဖျားစီလေးတွေတွေ့ခဲ့တယ်ပေါ့နော်တွေ့ကြတော့အဲ့ဒီ6နေရာရှိတယ်အဲ့ဒီ6နေရာထဲမှာခုနကပြောတဲ့ဖျားကြီးဆိုတဲ့နေရာလည်းတနေရာပါဝင်အဲ့ဒီစံတော်ကြိုဆိုတဲ့အဲ့ဒီနေရာ6နေရာကလည်းပဲဒီစံတော်တွေကြိုတိုင်းစံတော်တွေထားကြတာမဟုတ်ဘူးเนาะသူကကြိုဒီစံတော်တွေကိုကြိုဆိုတဲ့နေရာအထိတ်အမှတ်ပဲရှိတာပေါ့အဲ့တော့အထိတ်အမှတ်ရှိတော့ဒီကုန်းမြေနေရာကဒီစံတော်တွေကိန်းဝတ်ဆံပယ်သွားတဲ့နေရာဆိုတော့ဒီအမြတ်တနိုးလူတွေကတန်ဖိုးထားကြတာတန်ဖိုးထားပြီးအဲ့ဒီမှာအမှတ်တရဇေဒီတည်ကြတာပေါ့เนาะအထိတ်အမှတ်ဇေဒီတည်ကြတယ်အဲ့ခုနကဖျားကြီးကလည်းအဲ့လိုအထိတ်အမှတ်ဇေဒီထဲမှာပါတယ်ဇေဒီရဲ့တက်တန်းကတော့ဦးဇင်းတို့ရွှေတကုံဖျားထက်တော့ရှေ့မကြနိုင်ဘူးလို့ဦးဇင်းတို့ထင်တယ်ပေါ့နော်
ရှေ့ကြတဲ့ဆိုရင်တော့မှဒီဟာကဒီဖျားကြီးဆိုတဲ့ဒီဇေဒီတော်ကြီးကဦးဇင်းတို့ဟိုစံတော်နဲ့မြတ်စွာဘုရားရဲ့စံတော်တွေကိန်းဝတ်နေတဲ့ဌာပနာထားတဲ့ဇေဒီမဟုတ်ပါဘူးသူတို့ပြောတာကတော့ဒီထဲမှာစံတော်၈ဆူတဲ့ကတဆူတော်လကောက်2ဆူတော်လကောက်ဒီမှာထားပြီးတော့ဇေဒီတဲသွားတာပေါ့နော်ဒီလိုပြောတယ်အဲ့ဒါကမဟုတ်ပါဘူးစံတော်၈ဆူလုံးဦးဇင်းတို့ဒီဥက္ကလာပမင်းကြီးထံကိုရောက်ပြီးတော့ဒီတင်္ဂုဒ္ဒကုန်းမြေပေါ့နော်ရွှေကုန်းယခုရွှေကုန်းဇေဒီတော်ကြီးတည်ထားကိုးကွယ်တဲ့နေရာမှာပဲဦးဇင်းတို့စံတော်၈ဆူလုံးရှိပါတယ်အဲ့ဒီစံတော်၈ဆူလုံးမှာလည်းပဲဦးဇင်းတို့ကတော့ဒီအကျမ်းအဖြစ်ပေါ့စံတော်၈ဆူလုံးဒီရွှေကုန်းမှာရှိတယ်လို့ဦးဇင်းကပြောလိုက်တော့ဟာဦးဇင်းမဟုတ်ဘူးစံတော်က၄ဆူပဲရွှေကုန်းမှာရှိတယ်တဲ့ကျန်တဲ့၄ဆူကအဲ့ဆိုဘယ်ရောက်လာတာတော့ပေါ့နော်ဘယ်တော်တော်ဆိုတော့ဒီဂဂနနာတော့ဒီတိမ်မသိကြဘူးပေါ့သူတို့လည်းဒီတော့ဒါမဲ့ဦးဇင်းတေချာတယ်တဲ့စံတော်ကတော့၄ဆူပဲရောက်တာအဲ့ဒါကြောင့်၄ဆူတက်ပုံရွှေကုန်းဆိုပြီးခေါ်တာအဲ့လိုပြောတော့မဟုတ်သေးဘူးလို့၄ဆူတက်ပုံရွှေကုန်းလို့ခေါ်ရတဲ့အကြောင်းရင်းကဦးဇင်းတို့ဖျား၄ဆူပေါ့အခုဒီဗတ္တကမ္ဘာမှာပွင့်တဲ့ဖျားက၄ဆူရှိအဲ့ဒီ၄ဆူသောမြတ်ဖျားတို့ရဲ့ဓာတ်တော်အမွေတော်တွေကင်းဝန်စံပေရာဖျားစီဒီဖြစ်တဲ့အတွက်ကြောင့်၄ဆူဓာတ်ပုံရွှေကုန်းလို့ခေါ်တာလို့ခုနကစံတော်၄ဆူကြောင့်မဟုတ်ဘူးလို့အဲ့တော့အဲ့ဒီ၄ဆူကဘာတွေတုံးဆိုတော့မြတ်စွာဘုရားခုဂေါတမမြတ်စွာဘုရားရဲ့ဒီစံတော်ဆိုတဲ့ဓာတ်တော်အဲ့စံတော်၄ဆူလုံးတစ်ခုကိုပဲဓာတ်တော်တစ်ခု၄ဆူဓာတ်ပုံမှာအဲ့ဒီတစ်ခုပေါ့နော်ဓာတ်တော်တစ်ခုပေါ့ဒီဘုရားရဲ့ဓာတ်တော်တစ်ခုပေါ့အဲ့ဒါဂေါတမမြတ်စွာဘုရားရဲ့စံတော်တီးဟူသောဓာတ်တော်တစ်ခုအဲ့မှာတစ်ခုရပြီ၄ဆူဓာတ်ပုံမှာတစ်ခုရပြီနောက်၃ခုကကြတော့ဒီရှေးကပွင့်ခဲ့တဲ့ကောနာကုံတို့ကကုတန်တို့ကတ္တပတို့အဲ့ဒီဘုရားကိုတော်မြတ်ကြီးတွေရောကျွန်တော်တောင်ဝှေးတော်တွေပြီးရေစစ်တော်တွေရေသနုတ်တော်တွေနော်သင်္ကန်းတော်ပေါ့ရေသနုတ်တော်အဲ့ဒီ၃မျိုးရဲ့ခုနဂေါတမဘုရားရဲ့စံတော်ရဲ့အဲ့ဒီ၄မျိုးရှိတဲ့အတွက်ကြောင့်ဒီ၄ဆူဓာတ်ပုံကိုခေါ်တာခုနကစံတော်၄ဆူကြောင့်ဥမာပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့စံတော်၄ခုကြောင့်၄ဆူဓာတ်ပုံကိုခေါ်တာအဲ့ဒီစံတော်၄ဆူတစ်ခုလုံးကိုဓာတ်တော်တစ်ခုအဲ့လိုရှိအောင်နော်အဲ့တော့တခြားဘုရား၃ဆူရဲ့တောင်ဝှေးတော်ပြီးလို့ရှိရင်ရေစစ်တော်ပြီးရေသနုတ်တော်ဆိုတဲ့အဲ့ဒီ၃ခုအဲ့မှာ၄ခုအဲ့ဒီ၄ခုလုံးအဲ့ဒီရွှေကုန်းဘုရားရဲ့ကျွန်တော်ဌာပနာတိုက်ထဲမှာဒီကိန်းဝတ်စံပဲသတင်းသုံးနေတော်မူတယ်ပေါ့အဲ့ဒါကိုပဲ၄ဆူတက်ပုံလို့ခေါ်တာအဲ့တော့ခုနကဦးဇင်းတို့စံတော်၈ဆူလုံးမရောက်ဘူး၄ဆူလုံးရောက်တယ်၄ဆူပဲရောက်တယ်ဆိုတဲ့ကိစ္စကရွှေကုန်းလို့ပြောလိုက်ပြီဆိုရင်ရွှေကုန်းဇီဒီတော်ကြီးတွေကအလုံးတော်ချမ်းရံနေအလုံးပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီရွှေကုန်းမှာပဲစံတော်၈ဆူလုံးကရှိပါတယ်နော်ကျန်တဲ့၄ဆူပဲရှိတယ်ဆိုတာမဟုတ်ဘူးဘယ်လို၄ဆူပဲရှိတာလဲမဟုတ်ဘူးဆိုတော့တနေရာထဲမှာတော့မဟုတ်ဘူးသူကစံတော်၄ဆူကဒီရွှေကုန်းဇီဒီတော်မြတ်ကြီးရဲ့ဒီဌာပနာတိုက်မလုပ်ခင်မှာနောင်တော်ကြီးဇီဒီဆိုတာအခုရွှေကုန်းဘုရားပေါ်မှာရှိတယ်ရွှေကုန်းဘုရားနဲ့ရွှေကုန်းဘုရားဒီရင်မြင်တော်ပေါ်မှာပဲရှိပါတယ်အဲ့ဒီဇီဒီမှာအဲ့ဒီစံတော်၄ဆူဌာပနာထားပြီးတော့တည်ထားကုကွယ်တယ်စံတော်၄ဆူကိုတော့ခုနကပြောတယ်အဲ့ဒီရွှေကုန်းဇီဒီတော်မြတ်ကြီးရဲ့အောက်ကအခုကျွန်တော်တည်တည်ချာချာပိတ်ထားတဲ့เนาะအလုံးသိအောင်ပြောရလို့ရှိရင်မောင်ကန်တို့ဒီဝင်ယူတဲ့အဲ့ဒီဖျားဌာပနာအတိုက်ပေါ့အဲ့ဒီထဲမှာစံတော်၄ဆူရှိတယ်အဲ့တော့၈ဆူလုံးကတော့အဲ့ဒီရွှေကုန်းမှာရှိတယ်သို့တော့တနေရာတည်းမဟုတ်ဘူးเนาะအဲ့ဒါလေးအမှန်မှားကြတာပေါ့အဲ့ဒါလေးအမှန်မှားတာရနောက်တစ်ခုက၄ဆူဓာတ်ပုံဆိုတဲ့အဓိပ္ပာယ်ပေါ့၄ဆူဓာတ်ပုံဆိုတဲ့အဓိပ္ပာယ်ကခုနကပြောတယ်ဘုရား၄ဆူရဲ့ဟာအဲ့တော့အဲ့ဒါလေးဦးဇင်းတို့ကပြောပြီးပြန်လာတချို့ကလည်းဦးဇင်းတို့တွေ့ရတယ်ဘာတွေ့ရတော့ဆိုတော့၈ဆူလုံးအဲ့ဒီခုနကဌာပနာတိုက်ထဲမှာရောက်တယ်လို့လည်းပြောစကားရှိတယ်အဲ့တော့အားလုံးဒါကလည်းဦးဇင်းတို့မြန်မာနိုင်ငံရဲ့အထင်ကရဇီဒီတော်မြတ်ကြီးဖြစ်တဲ့ရွှေကုန်းဇီဒီတော်မြတ်ကြီးဆိုတာကဦးဇင်းတို့ယခုသာသနာတော်နှစ်ထပ်တောင်ရှေ့ကိုကြားတဲ့ဇီဒီတော်မြတ်ကြီးဖြစ်တယ်သာသနာတော်နှစ်ဆိုတာကဦးဇင်းတို့မြတ်စွာဘုရားဒီပြိဋိဘံစံပြီးပေါ့နော်စံပြီးတဲ့နှစ်အဲ့ဒီနှစ်ဒီသံဃာနာတင်ပွဲအပြီးမှာစတင်ပြီးတော့ဒီသတ်မှတ်ခဲ့တဲ့ဇာတသမင်းနဲ့ရှင်မာကတ္တပတို့စတင်ညှိနှိုင်းပြီးတော့သတ်မှတ်ခဲ့တဲ့နှစ်ပေါ့အဲ့ဒီအရင်ကတည်းကရွှေကုန်းဇီဒီတော်မြတ်ကြီးကဖြစ်တဲ့အတွက်ကြောင့်သူသာသနာတော်နှစ်ထပ်
ရှေ့ပို့ပြီးတော့အခုသာသနာနှစ်က2600မရောက်သေးဘူးဒီရွှေကုံစေတီတော်မြတ်ကြီးက2600နှစ်ပြည့်ပြီးကျော်သွားပြီပေါ့နော်အဲ့ဒါကြောင့်ဒီသာသနာတော်နှစ်ထက်လဲတက်တန်းရှည်ကြတဲ့ကျွန်တော်စေတီတော်မြတ်ကြီးဖြစ်သလိုဒီမြန်မာနိုင်ငံရဲ့အထင်ကရမြန်မာနိုင်ငံဆိုရင်ကမ္ဘာသိစေတဲ့ဒီစေတီတော်မြတ်ကြီးပေါ့နော်မြန်မာနိုင်ငံကိုဦးဇင်းတို့အထင်ကရနေရာတွေနဲ့ပုံဖော်ကြတဲ့အခါမြန်မာနိုင်ငံကိုပကံကိုလည်းပုံဖော်သလိုရွှေကုံစေတီတော်မြတ်ကြီးကိုလည်းပုံဖော်တယ်မဟာမြတ်မုနီရုပ်ပွားတော်မြတ်ကြီးကိုလည်းပုံဖော်သလိုဦးဇင်းတို့ဒီကြိုက်တီးစေတီတော်မြတ်ကြီးကိုလည်းပုံဖော်တယ်အဲ့တော့အဲ့ဒီထဲမှာတဆူပေါင်းဖြစ်တဲ့ဒီရွှေကုံစေတီတော်မြတ်ကြီးရဲ့ဒီအကြောင်းကိုလည်းဒါဦးဇင်းတို့ကကြုံလို့စုံလို့အားလုံးကိုဒီဓမ္မပဟုတုတ္တပေါ့နော်ဓမ္မပဟုတုတ္တဓမ္မ sharing အနေနဲ့ဦးဇင်းတို့ပြောပြပေးတာဖြစ်ပါတယ်အားလုံးကြီးညိုသရာပွားပြီးတော့ဘုရားရှင်ရဲ့ဂုဏ်တော်ကိုပုံတော်မှာတင်ပြီးတော့အားလုံးအာရုံပြုကုသိုလ်ရနိုင်ကြပါစေ